ဂျမ်ဆိုင်လေးချက်စားပါမယ်ခင်ဗျဂျမ်ဆိုင်ကတော့ကိုယ်တိုင်ပဲနှက်ထားတာပါကျွန်တော်တို့မုံညင်းစိမ့်တွေကိုရေ3 လီလောက်ဆေးပြီးတော့2 နေ့လောက်လှမ်းရပါတယ်ခင်ဗျလှမ်းပြီးသားမုံညင်းတွေကိုတော့ထမင်းရည်နဲ့3 ရက်လောက်တော့အနည်းဆုံးစိမ့်ပေးရပါတယ်ကျွန်တော်ကတော့အရင်အချင်းဆူးမှဆိုတဲ့အတွက်ရေတစ်ထက်လောက်ပြန်စီးလိုက်ပါတယ်ခင်ဗျဆေးပြီးသားဝမ်းနိုင်ရိုးတဲ့ကိုပဲငယ်ပြားရဲ့အဖြစ်ရဲ့ပဲငယ်ပြားရဲ့အကျဲရဲ့စားရဲ့တကြားနှင်းရဲ့ထည့်ပါတယ်အခုစားပြီးတော့စီတက်ပါမယ်ခင်ဗျကျွန်တော်ကစီနည်းနည်းပဲထည့်လိုက်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဝယ်လာတဲ့ဝမ်းနိုင်ရိုးကအစီများတဲ့ဘက်ချမ်းဆိုတော့စီအများကြီးဖြစ်သွားမှာဆိုလို့ပါခင်ဗျစီတက်ထားတာလေးမှုေးလာပြီဆိုရင်တော့ကျွန်တော်တို့အရသာနှက်ထားတဲ့ဝမ်းနိုင်ရိုးတွေကိုထည့်ပါမယ်ထည့်ပြီးတော့နာလေးလုံးပါမယ်ခင်ဗျအမှန်တော့လုံးချက်တင်လာပြစီမသက်ဖဲနဲ့လေဘာလို့ဆိုဝတ်သားလည်းစီထွက်လာမှာဖြစ်တဲ့အတွက်စီတက်လာရင်စီတွေပုံများမယ်ဆိုတော့တည်တယ်ဒါပေမဲ့ကျွန်တော်ကကြောင်လုံးချက်လို့ချင်ရင်လေဟိုအညီနဲ့ခံစားရတယ်လို့ဒါကျွန်တော် cycle ပေါ့နော်အဲ့လိုခံစားရဖြစ်တဲ့အတွက်ဗမာဟင်းပုံစံချက်မယ်ဆိုလို့ချင်းကျွန်တော်စီတက်ပြီးတော့ပဲချက်ပါတယ်ခင်ဗျကျွန်တော်တို့လုံးရည်လေးစီပြန်ပြီဆိုရင်ညှက်ထားတဲ့ဂျမ်ဆိုင်လေးတွေကိုထည့်ပြီးတော့နောက်ထပ်လုံးနေပေါ့နော်ဝမ်းနိုင်ရိုးကဂျမ်ဆိုင်ထည့်ပြီးတော့လုံးတာစီးပြန်လာပြီဆိုရင်ကျွန်တော် pressure cooker လေးကိုပြောင်းပြီးတော့ချက်ပါမယ်ခင်ဗျ pressure cooker နဲ့ဆိုရင်တော့အလွန်ဆုံးမှာမိနစ်20လောက်ဆိုရင်ပဲဟိုဝမ်းနိုင်ရိုးကနူးတယ်ပေါ့နော်ပုံမှန်ချက်မှဆိုရင်တော့အနည်းဆုံး3 လီလောက်ချက်ရမယ်ဗျအချိန်တော်ပေးရမှာမို့လို့ကျွန်တော် pressure cooker နဲ့ပဲချက်လိုက်ပါတယ်ပြီးတော့လူကြီးတွေလည်းစားမှာဖြစ်တဲ့အတွက်ပို့ပြီးတော့နူးပြီးအောင်လို့ပေါ့နော်ကျွန်တော် pressure cooker နဲ့ပြောင်းချက်လိုက်တာပါခင်ဗျအခုဆိုရင်တော့အရသာရှိရဲ့ဝမ်းနိုင်ရိုးဂျမ်ဆိုင်ဟင်းလေးရပါပြီဗျဒါကဗမာဟင်းချက်တဲ့ပုံစံလိုမျိုးကျွန်တော်ချက်ထားတာပါခင်ဗျအခုတော့မှကျွန်တော်စီလေးနည်းနည်းလောက်လေးနဲ့တက်တာတော့မှစီများများထွက်တယ်ပေါ့နော်တကယ်လို့ချက်စားခြင်းလို့ရှိရင်လုံးပြီးတော့ချက်စားလို့ရပါတယ်ခင်ဗျဟင်းချက်နည်းလေးတွေကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow ပေးပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ